Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ Mobile ကြက်တွေကမေဟီရိုတစ်ကောင်ဖြစ်တဲ့ Harris Starlight Skin ကိုကျွန်တော်မဲဖောက်ပေးပါဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တရတစ်ခါပုံမှန်ဖောက်တယ်ပေါ့နော်ဒီ Starlight Lucky Box ထဲမှာကျွန်တော်ဖောက်တယ် draw 50ရှိတယ် draw 50ရှိမှာ diamond 10လုံးနဲ့ဖောက်မှာဖြစ်ပါတယ်ကျွန်တော်တရတစ်ခါပုံမှန်ဖောက်ပါတယ်ကဲဗီဒီယိုလေးမစခင်မှာဘော်လာတို့အနေနဲ့ကျွန်တော်ရဲ့ TikTok ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် Facebook ကပဲဖြစ်ဖြစ်ကျွန်တော် follow လေး subscribe လေးနှိပ်ပြီးနှိပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာကဲ let's go ချိန်ဆွဲမဲ့နဲ့ဖောက်လိုက်ကြမယ်ကဲကျွန်တော်စဖောက်မယ်နော်မအောင်ဆုံးတန်းတော့တစ်ချိန်ကနေပြီးတော့ကျွန်တော်စဖောက်မယ်နော် diamond 10လုံးစီပထမတစ်ချိန်တော့မပေါက်သေးကဲ let's go မပေါက်သေးပါဘူးโอเคโอเคရသေးရယ် Starlight တွေ Focus Market တွေပဲရသေးရဗျတော့မပေါက်သေးဘူးโอเคပါโอเคဒါလည်း Focus Market တွေပဲရသေးရဗျတော့မပေါက်သေးပါဘူးပေါက်သေးပါဘူးကဲတိုင်းမို့ကတော့ကိုချိန်မပေါက်သေးပါဘူးခင်ဗျာမပေါက်သေးပါဘူး140โอเคပါအကုန်မလဲရမလားမသိဘူးဗျအကုန်လဲရရင်တော့တိတ်တော့စမပြေဘူးပေါ့ကဲပေါက်ပါစီကွာဒီတစ်ခါကြာ300တန်လည်းရ900တန်လည်းရကြိုက်တာပေါ့စင်ပြေရတော့ကွာဒါလေးတော့နေကြည့်လိုက်အောင်ပေါက်မလားမသိဘူးကွာပေါက်ချင်တဲ့ဟာပေါက်ရတယ်ဘာမှမဖြစ်ဘူးစင်ပြေတယ်ပေါက်တယ်ရဘာမှမဖြစ်အောက်မှာအချိန်20ကျော်ပဲကျန်တော့အကုန်တော့ဖောက်အောင်လုပ်တယ်ဒါတမ်း30တော့ရโอเคပါ let's go မဖောက်သေးပေါက်ကောမလားပေါက်မလားတော်ဒီတစ်ခါတော့မရတော့
ဒီခေါက်လဲတာတော့အများဆုံးပဲဒါမှမဟုတ်အကုန်သုံးလိုက်ရတယ်ဗျဟုတ်တယ်တော့မပေါသေးဘူး Okay let's go ဟာဒီမှာကျွန်တော်ရရှိသွားပြီစတားလိုက်900ရန်ကတ်900ရန်ကတ်ကိုကျွန်တော်draw ဟိုလောက်တော့လှည့်လိုက်ရဗျဒီကမှအချိန်20ကျော်10ကျော်လောက်ပဲလို့တော့ဆိုတော့အချိန်40ကျော်လောက်လှည့်လိုက်ရတယ်โอเคအားလုံးပဲကျေးဇူးတင်ပါခင်ဗျာကျွန်တော်ဒီမှာစတားလိုက်ဟိုဒါနဲ့900ကျော်တော့ပောက်သွားခဲ့ပေါ့နော်ကဲပေါ်လာတော့အနေနဲ့ကျွန်တော်ရှီဟာ Diamond UC Diamond UC ကတော့ကျွန်တော်ဒီမှာ average ကြောင့် Diamond UC ကတော့ရောင်းလို့မရသေးဘူးလောလောဆယ်လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်link ချပေးမယ်အဲ့မတော်ပြီးတော့ဝယ်ပေါ့နော်ပေါ်လာတော့အနေနဲ့ကျွန်တော်ဒီမှာDiamond ကျွန်တော်ရှိမှလာဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အကန့်အသတ်ဒီကဲလို့ပြည့်တယ်ဆိုလို့ရှိရင်ကျွန်တော် Starlight ကပ်ပေးပါပေါ့နော် Starlight ကကျွန်တော်ဒီ Diamond ဝယ်တဲ့နှုံးပေါ်မူတည်ပြီးတော့ကျွန်တော် Starlight ကပ်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye